ကိုကပဲငဲ့ညာပြီးခဲ့ရပြီမယ်ကို့အတွက်တော့စာနာပေးမဲ့သူမရှိခဲ့ဘူးကိုကပဲအနစ်နာခံပေးခဲ့ပြီမယ်ကို့အလှဲကြတော့ထဲ့တွေးပေးမဲ့သူမရှိခဲ့ဘူးကိုကူညီပေးခဲ့တော့ကသူတို့ပျော်ခဲ့ကြတယ်ကိုတွဲထူပေးခဲ့တော့ကသူတို့စိတ်ဒဏ်ရာတွေတက်တာခဲ့ကြတယ်ကိုလဲကြနေတဲ့အချိန်ကြတော့ကိုကိုအားပေးတဲ့သူတွဲထူတဲ့သူဆိုတာကိုကိုယ်တိုင်နဲ့ဖြစ်ခဲ့ရတယ်လူတွေအပေါ်မှာမျှော်လင့်ချက်တွေထားလို့ရင်စိတ်ဒုက္ခတွေများတတ်တယ်ဆိုတဲ့သင်ခန်းစာကိုကောင်းကောင်းကြီးရလာခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဘသူစီကဘာကိုမှမမျှော်လင့်ချင်တော့ပါဘူးကိုကူညီခဲ့တယ်လို့ပြန်မကူညီခြင်းလည်းနေပါကိုတွဲထူပေးခဲ့တယ်လို့ပြန်မဆွဲထူပေးခြင်းလည်းနေပါကိုချေနှက်မှုရှိသလောက်ပြတ်သားမှုရှိသလောက်ပေးဆက်ခဲ့ရခြင်းအပေါ်အနစ်နာခံပေးခဲ့ရခြင်းအပေါ်မှာကိုယ်စိတ်ကိုလွတ်လွတ်လပ်လပ်ပဲထားပြစ်ပါတော့တယ်